ဟာလန် FC နဲ့တော့ချန်ပီယံမဖြစ်နိုင်တဲ့ဂွာဒီယိုလာတချိန်တုန်းက Real Madrid ဟာတင်းအနေနဲ့ပြိုင်ပွဲမှာပထမနီးဗျူဟာကစားကွက်နဲ့အလုံးမဖြစ်တော့တဲ့ချိန်မျိုးမှာ Pass to Ronaldo ဆိုတဲ့ကစားကွက်နဲ့ပြိုင်ပွဲတွေကိုအနိုင်ယူပြခဲ့ပူပါတယ်။ခုချိန်မှာလည်းဒီလိုကစားကွက်နဲ့ Premier League အသင်းသင်းရှိနေပြီးအဲ့ဒါကတော့ Guardiola ရဲ့ Man City ပါ။ဒါပေမဲ့ Zidane ရဲ့ Madrid နဲ့ Guardiola ရဲ့ City တို့ကြားမတူညီတာကတော့ Madrid အသင်းဟာပထမနီးဗျူဟာအလုံးမဖြစ်တော့တဲ့အချိန်ဂလုံစားချက်အနေနဲ့တပွဲထိုးနီးဗျူဟာအဖြစ်အဲ့ဒီစနစ်ကိုအသုံးပြုခဲ့ပေမဲ့ Guardiola ရဲ့ City ကတော့ဟာလန်စီတာဘောလုံးပေးပို့လိုက်ဂိုးရပြီဆိုတဲ့နီးဗျူဟာတစ်ခွက်ကိုအခြားဗျူဟာတွေထက်ပထမဦးစားပေးဗျူဟာအဖြစ်အသုံးပြုနေတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီကစားကွက်ဟာပြီးခဲ့တဲ့တစ်ပတ် Aston Villa နဲ့ပွဲမှာတော့အလုံးမဖြစ်တော့ပဲ Man City တို့ဒီယာတီ Premier League တတိယမြောက်ရှုံးပွဲကိုရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။ဟာလန်ရဲ့12ပွဲဆက်ဂိုးသွင်းနိုင်တဲ့စံချိန်နဲ့အတူ Man City တို့နိုင်ပွဲပြောင်းယုံနေတာမဟုတ်ပဲသွင်းဂိုးတွေပါမရတော့တာဖြစ်ပါတယ်။ဟာလန်ကိုတဲကစားတဲ့ကစားကွက်ဟာဟာလန်ကိုထိန်းနိုင်ရင်အနိုင်ရပြီဆိုတဲ့ပြိုင်ဖက်တွေရဲ့ဗျူဟာမှာအရေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုဟာလန်ကိုထိန်းနိုင်ရင် City ကိုအနိုင်ရပြီဆိုတဲ့ဗျူဟာကိုစပြီးသတိထားမိတာကတော့ Aston Villa မဟုတ်ခဲ့ပေမဲ့အလုပ်ဖြစ်ခဲ့တာကတော့ Aston Villa အသင်းပထမဆုံးဖြစ်ခဲ့ပါတယ်။ဒါကအကန်တရားမျက်နှာသာပေးမှုကြောင့်လည်းဖြစ်ပြီးအဲ့ဒီပွဲမှာဟာလန်တယောက်ရတဲ့အခွင့်အရေးတွေကိုအကောင်းဆုံးအသုံးချနိုင်ခဲ့ပေမဲ့တိုက်စစ်မှုအိုမာမာမို့ရဲ့လူကျွံဘောအနေထားကြောင့်ကိုမရခဲ့တာလည်းဖြစ်ပါတယ်။တကယ်တော့ဟာလန်ကိုထိန်းနိုင်ရင်အနိုင်ရပြီဆိုတဲ့ဗျူဟာကလည်းတိတ်ပြီးလွယ်ကူတဲ့အလုပ်တစ်ခုတော့ဖြစ်မနေခဲ့ပါဘူး။ဒါပေမဲ့ဘောလုံးမှာအရာအလုံးဟာခက်ခဲပြီးဟာလန်ဟာလည်းအချိန်တိုင်းဂိုးသွင်းနိုင်မယ်ဆိုတဲ့အမခံချက်မရှိတာကြောင့် Man City အနေနဲ့ Premier League ချန်ပီယံဆုအတွက်ဆိုရင်ဟာလန်တယောက်တည်းကိုအားကိုးလို့ရနိုင်မှာမဟုတ်ဘူးဆိုတာပဲဖြစ်ပါတယ်။ဒီလိုတွေပြောနေလို့ Man City ဟာကစားဖို့မကောင်းတဲ့အတင်းတိုက်စစ်မှာရုန်းကန်နေရတဲ့အတင်းလို့ပြောချင်တာမဟုတ်ပါဘူး။ Aston Villa ကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာဂိုးကန်သွင်းချက်18ချက်ထိရှိခဲ့တာဖြစ်ပါတယ်။ကွင်းလယ်မှာဘောလုံးအသာစီးရယူတာဂိုးရနိုင်တဲ့အခွင့်အရေးဖန်တီးမှုတွေမှာလည်း Man City ဟာထိပ်တန်းအဆင့်မှာရှိနေသေးပြီးလိုအပ်နေတဲ့တစ်ခုတည်းသောအရာကတော့ဂိုးသွင်းယူတဲ့ကိစ္စဖြစ်ပြီးဒီနေရာမှာဟာလန်ကလွယ်ပြီးအခြားမျှော်လင့်လို့ရတဲ့ကစားသမားရှိမနေတာဖြစ်ပါတယ်။ဒီဟာဒီ Man City တို့ရခဲ့တဲ့ Premier League ကို18ဂိုးမှာဟာလန်ရဲ့သွင်းဂိုး17ဂိုးထိရှိနေတာဖြစ်ပြီးအခြားကစားသမားတွေရဲ့သွင်းဂိုးက6ဂိုးသာရှိတာပါ။အဲ့ဒီ6ဂိုးမှာလည်း OG 2ဂိုးအထိပါဝင်နေလို့ဒီယာတီပရီးမီးယားလိဂ်ကိုပွဲမှာဟာလန်မဟုတ်တဲ့ကစားသမားတွေရဲ့တွင်ကိုက၄ဂိုးပဲရှိနေခဲ့တာဖြစ်ပါတယ်။ Aston Villa နဲ့ပွဲစဉ်မှာဆိုရင်အာမာဒူအိုနာနာနဲ့ဘူဘာကာကမ်မရာတို့လိုရက်ရှိတဲ့ကစားသမားတွေကိုကွန်းလက်ခံစစ်မှာအသုံးပြုခဲ့ပြီးဗဟိုနောက်ခံလူတွေဖြစ်တဲ့ကွန်ဆာနဲ့ထိုရက်တို့ကိုလည်းဟာလန်ကိုမပြတ်ထိန်းချုပ်ဖို့မှာကြားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းဟာလန်ဟာအဲ့ဒီပွဲမှာ18ကိုက်ဧရိယာအတွင်းမှာဘောလုံးထိတွေ့မှု၄ချိန်ပဲရှိခဲ့တာပါ။အရင်ကလည်းဒီလိုဗျူဟာမျိုးကို Man City နဲ့ရင်ဆိုင်ရတဲ့အသင်းတွေအသုံးပြုခဲ့ပေမဲ့အခြားကစားသမားတွေအတွက်နေရာလွတ်ဖန်တီးပေးမိတဲ့အနေအထားကိုရောက်ရှိသွားပြီးအလုံးမဖြစ်ခဲ့ပေမဲ့ဒီချိန်မှာတော့ဟာလန်ကလွေပြီးခြားကစားသမားတွေရဲ့ကိုယ်သွင်းစွမ်းရည်ဟာမေခွန်းထုတ်စရာဖြစ်လာခဲ့တာပါ။ City ရဲ့ဒီယာဒီသွင်းဂိုးတွေမှာဟာလန်ကိုဖယ်ထားလိုက်မယ်ဆိုရင် Premier League ၄ဂိုးနဲ့ Champions League 3ဂိုးပဲရှိမှာဖြစ်ပြီးဂိုးသွင်းအများဆုံးသူက Phil Foden ပါ။ Premier League ဂိုး1ဂိုးနဲ့ Champions League ဂိုး1ဂိုးစုစုပေါင်း2ဂိုးပဲဖြစ်ပါတယ်။ City ရဲ့အဓိကတောင်ပန်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Savinho ဒိုကူတို့ဆိုရင် Premier League သွင်းဂိုးလုံးဝမရကြသေးတာဖြစ်ပါတယ်။ဟာလန်ဟာခြားကစားသမားတွေထက်ဂိုးပိုသွင်းနိုင်တာကတော့သတင်းမဟုတ်ပါဘူး။ Man City ကိုရောက်ချင်းနှစ်မှာပဲ Premier League 36ဂိုးထိရခဲ့ပြီးပြိုင်ပွဲစုံသွင်းဂိုး52ဂိုးထိရခဲ့ပါတယ်။ဒါကသူဘယ်လိုကစားသမားလဲဆိုတာကိုသက်သေပြခဲ့တာပါ။ဒါပေမဲ့အဲ့ဒီရာဒီ Man City မှာကိုရဖို့ဟာလန်ကိုပဲအားကိုးခဲ့တာတော့မဟုတ်ပါဘူး။ဟာလန်နောက်မှာ Foden 7ဂိုး Alvarez 9ဂိုး Gundogan 8ဂိုး De Bruyne 9ဂိုးစသည်ဖြင့်သွင်းဂိုးတွေမြိုင်ဆင်ဆိုင်ရှိခဲ့တာဖြစ်ပါတယ်။နောက်ထပ်ဒုတိယရာသီမှာလည်းဟာလန်တယောက် Premier League မှာ28ဂိုးသွင်းပြီးရွှေဖိနပ်ဆုရခဲ့ပါတယ်။အဲ့ဒီရာသီမှာ Foden က19ဂိုး Alvarez က17ဂိုး Rodri က8ဂိုးစသည်ဖြင့်ဂိုးသွင်းခဲ့ကြလို့ဟာလန်ကိုတားနိုင်ရင်တောင် City ကိုရပ်တန့်လို့မရခဲ့ပဲပြိုင်ဖက်တွေဟာ Man City ကို၄ချိန်ဆက် Premier League ချန်ပီယံဖလားပေးအပ်ခဲ့ကြရတာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီကအဲ့ဒီလိုအခြေအနေမျိုးဖြစ်မလာခဲ့တော့ပါဘူး။ Man City ဟာသွင်းဂိုးတွေတဲ့ဟာလန်အပေါ်မိခိုမှုတွေတိတိတတ်တာများပြလာခဲ့ပါတယ်။ရှင်းနှစ်တွင်ပထမဆုံးဖလားလက်မဲ့ရာသီကိုပိုင်ဆိုင်ခဲ့တဲ့အချိန်ဟာလန်သွင်းဂိုးက22ဂိုးထိပဲရှိခဲ့တာပါ။ပိုပြီးဆိုးရွားတာကတော့ဟာလန်နောက်မှာဂိုးအများဆုံးသွင်းထားတဲ့ City ကစားသမားအနေနဲ့ Foden နဲ့ Omar Mush တို့ဖြစ်ပြီးသွင်းဂိုး9ဂိုးစီပဲရခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာတော့မနစ်ကရွှေဖိနပ်ဆုရခဲ့တဲ့ဆာလာဟာလီဗာပူးအတွက်သွင်းဂိုး29ဂိုးရခဲ့ပြီးသူ့နောက်မှာ Luis Diaz က73ဂိုးကပူက10ဂိုးအသီးသီးသွင်းယူခဲ့ကြပါတယ်။ဒါဟာတိုင်ပွဲရဖို့အတွက်ဆာလာခြေစွမ်းမပြနိုင်ချိန်မှာအရန်တင့်ဂိုးသွင်းပေးမဲ့ကစားသမားတွေလီဗာပူးမှာအဆင်သင့်ရှိနေခဲ့တာဖြစ်ပါတယ်။ဒီရာသီမှာတော့ City တို့သွင်းဂိုးနဲ့ပတ်သက်လို့ကစားသမားတွေကြားကွာဟမှုကစိုးရိမ်စရာကောင်းလောက်အောင်ကွာဟနေတာဖြစ်ပါတယ်။ဒါအပြင် Guardiola ရဲ့ Man City ဟာရမှတ်အနည်းဆုံးရာသီဖြစ်2016-17ရာသီကမှတ်တမ်းဝင်ခဲ့ပြီးအဲ့ဒီရာသီမှာတော့ City တို့ရှုံးပွဲ9ပွဲပဲရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီဖလားလက်မဲ့ဖြစ်ခဲ့တုန်းကလည်း Premier League 9ပွဲက
ကစားပြီးချိန်မှာမန်စီးတီးတို့၄မှတ်ပဲဆုံးရှုံးထားရသေးတာပါဒါပေမဲ့ဒီရာသီမန်စီးတီးတို့9ပွဲမှာ17မှတ်ထိဆုံးရှုံးထားရပြီဖြစ်ပါတယ်မီဒီယာတွေကမန်စီးတီးအနေနဲ့ချန်ပီယံစ်ခေါ်နိုင်မှုအပေါ်မေးခွန်းထုတ်လာချိန်မှာတော့ကွာဒီယိုလာကဘောလုံးရာသီတစ်ခုဆိုတာအတော်ရှည်လျားပါတယ်ကျွန်တော်တို့အလုပ်ကအမှတ်ပေးစရာကိုကြည့်နေဖို့မဟုတ်ပါဘူးပွဲတိုင်းကိုအနိုင်ကစားပြီးဖလားယူနိုင်မဲ့အသင်းကိုတော့ကျွန်တော်တို့ချီးကျူးဖို့ဝန်မလေးပါဘူးကျွန်တော်တို့လည်းအဲ့ဒီလိုဖြစ်ဖို့ကြိုးစားနေရတာပါပဲကျွန်တော်တို့အသင်းကချန်ပီယံဖြစ်ဖို့လုံလောက်တယ်လို့ခန်းစားနေရတော့မှာပဲလို့ပြောခဲ့ပါတယ်အချိန်တုန်းကစပါအသင်းကိုဟာရီကိန်းအသင်းလို့ဝေဖန်ခဲ့ပူပြီးအဲ့ဒီတုန်းကပိုချက်တီနိုနဲ့အချင်းများခဲ့ပူတဲ့ကွာဒီယိုလာဟာအခုချိန်မှာတော့သူ့အသင်းကိုဟာလန်အသင်းလို့ပြန်ပြီးဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်ဒါကိုပြောင်းလဲနိုင်စွမ်းမရှိဘူးဆိုရင်တော့မန်စီးတီးတို့အနေနဲ့ချန်ပီယံဆုဖလားနဲ့လှမ်းကွာနေဦးမှာဖြစ်ပြီးကွာဒီယိုလာတယောက်ပြင်ဆင်နိုင်မလားဆိုတာကတော့